Safari သုံးတဲ့သူတွေအတွက် privacy ကိုအဓိကထားတဲ့ setting လေးတစ်ခုကိုပြပြပေးမယ်။အဲ့ဒါကဘာလေးလဲဆိုရင်တော့ညီမတို့ကိုက Safari နေတဲ့သုံးနေတဲ့သူတွေဆိုရင် Safari ရဲ့ search bar မှာကိုအရင်တော့ရှာထားတဲ့အကြောင်းအရာတွေကလာပေါ်နေတာမျိုးဒါမှမဟုတ်ဘူးဆိုရင်လေကိုနေ့စဉ်နေ့တိုင်းရှာထားတဲ့အကြောင်းအရာတွေကပေါ်နေတာမျိုးမကြိုက်ဘူးဆိုရင်တော့ setting လေးထဲကိုဝင်လိုက် setting လေးထဲမှာအောက်ဆုံးထိဆွဲချပြီးတော့ app လေးထဲကိုဝင် app ထဲရောက်ပြီဆိုရင်တော့ search bar လေးမှာ Safari လို့ရရှာလိုက်ပါပြီးရင်တော့အောက်ဆုံးထိဆွဲချပြီးတော့ show result set ဆိုတာလေးကို off ထားပေးလိုက်ရင်ရပါပြီအဲ့ဒါအပြင် Safari ရဲ့ search bar မှာကိုကစက်လုံးလေးတစ်လုံးနှလုံးရိုက်လိုက်တာနဲ့နာမည်နဲ့အကြောင်းအရာတွေကသူ့ဟာသူပေါ်လာတာမျိုးတွေကိုမကြိုက်ဘူးဆိုရင်တော့ show result set ရဲ့အပေါ်က set engine suggestion ဆိုတာလေးကို off ထားပေးလိုက်ဒါဆိုရင်တော့ရသွားပါပြီเนาะကဲဒါဆိုရင် iPhone နဲ့ပတ်သက်တဲ့ tips and tricks လေးတွေနဲ့ knowledge sharing လေးတွေကိုညီမတို့ i7 mobile Facebook account နဲ့ TikTok account မှာနေ့တိုင်းတင်ပေးတော့မှာဖြစ်လို့ like and follow လေးလည်းလုပ်ပေးသွားကြအောင်เนาะကဲသိချင်တာလေးရှိရင်လည်းအောက်က comment မှာရေးခဲ့လို့ရပါတယ်